ဒီနေ့အတွက်ကတော့ချစ်ချစ်လောက်ကျွေးမြကလေးတုပ်ဆာမှာဖြစ်ပါတယ်။အရန်အများကြီးလှုပ်ထားတာမဟုတ်ဘဲနဲ့ဒါပထမဆုံးစပြီး try ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါနည်းနည်းလေးနဲ့စပြီးတော့သုံးထားပါတယ်။အဆုံးချစ်ချစ်လောက်တွေကိုပြုတ်ထားဖို့တော့လိုအပ်မယ်နော်။အရန်နူးအောင်မပြုတ်ရင်တော့ပိုကောင်းပါတယ်။ကျမတို့ကတော့နည်းနည်းလေးနူးပြီးတော့နဲ့ဣသွားတာဖြစ်တဲ့အတွက်ကြောင့်အပေါ်ကြောလေးတွေကတိတ်ပြီးတော့မာဆက်ဆက်ကလေးဖြစ်တော့ဘောနော်။ဣလေးတော့ဖြစ်နေပါတယ်။ဒါပေမဲ့စားလို့ကောင်းပါတယ်။ချစ်ချစ်လောက်အယိုးတွေကိုထုတ်ပြမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးမာဆက်ဆက်ကလေးဖြစ်နေတော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ရှင်။အခုကတော့ကျမတို့ကနည်းနည်းလေးဣသွားတာဖြစ်တဲ့အတွက်ကြောင့်တိတ်အဆင်မပြေဘူးနော်ဒါကတော့သုံးမဲ့ဥစ္စာတွေကိုအစာပလာပြီးနောက်မှချက်ထားပေးတာပါရှင်ဂျူးမြက်ကလေးကိုတော့လှော်ထားပေးဖို့လိုပါတယ်ရှင်ဒါတော့လောက်ပါဖြစ်ပါတယ်ဒါကတော့ဒီနေ့တုပ်ပြပေးမယ်စပုံမှုလေးအသက်ပါရှင်အရင်ဆုံးရည်သီးလေးနည်းနည်းထည့်မယ်ပေါ့နော်အများကြီးထည့်လို့တော့ပို့ပြီးတော့စားလို့ကောင်းတာပေါ့နော်ဒါပေမဲ့အိမ်မှာတူမလေးကမစားနိုင်တဲ့ဖြစ်တဲ့အတွက်ကြောင့်ဒါသူ့အမအောင်ငှဲ့ပြီးတော့ဒါငယ်သီးလေးနည်းနည်းလေးပဲထည့်ထားတာပါရှင်ပြီးရင်တော့မာလာရှန်ကောအနှစ်ကလေးကိုထည့်ပါမယ်ရှင်မာလာရှန်ကောအနှစ်ကိုလည်းအဲ့လိုပဲကိုလိုတလောက်ကလေးထည့်ပြီးလို့ရပါတယ်ရှင်ပြီးရင်တော့ပဲငယ်မြားကြီးအကြည်လေးကိုထည့်ပါမယ်အယောင်လေးလာတဲ့သူရဲ့အချိုအရတာကိုလည်းရအောင်လို့ပါကဲဒါကတော့ပြီးရင်ဒီစားအနှဲငယ်လေးထည့်မယ်ပေါ့နော်တကယ်လို့ကိုကစားထက်မထည့်ခြင်းဆိုလို့ရှိရင်လည်းရပါတယ်ရှင်ဒါကတော့ကျမတို့အိမ်ရဲ့ပဲအများဆုံးတူလေးပါအဲ့ဒါပြီးတော့လို့ရှိရင်တော့လှော်ထားတဲ့ဒီဂျုံမြက်ကလေးကိုထည့်ပြီးတော့ဒါဂျုံမြက်ထည့်တဲ့အတွက်ကြောင့်ပို့ပြီးတော့အနံလေးရမှုရပေါ့နော်ဂျုံမြက်မကြိုက်တဲ့လူတွေလည်းမထည့်လို့ရပါတယ်ဒါပေမဲ့ထည့်လိုက်လို့ရှိရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင်သူ့ရဲ့ဂျုံမြက်အနံလေးတွေကတော်တော်လေးမှုပြီးတော့ဂျုံမြက်ပါတာနဲ့မပါတာနဲ့ကတော်တော်လေးလဲကွာပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်တော့စတင်ပြီးတော့နေနေပါပြီရှင်တီတီချာချာနဲ့စက်ကလေးနဲ့အသားတွေကိုစိတ်ဝင်အောင်နေလို့ရှိရင်တော့ပိုကောင်းပါတယ်ပြီးတော့လို့နေပြီးတော့ရင်ဆိုရင်တော့ရေခဲတက်တာထဲမှာအနည်းဆုံး8နာရီလောက်ထားပြီးတော့အေးခဏရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ဒါပေမဲ့အိမ်မှာလုံးဝ8နာရီလည်းမပြောနဲ့1နာရီတောင်မနည်းလေးထားခဲ့ရတာပေါ့နော်ရတာနေပြီးပြီဆိုလို့ရှိရင်စတင်ပြီးမိပါတော့မယ်ရှင်ကဲကျမတို့အင်းစပုံမူလေးရတော့စားလိုက်ပါပြီသူအရင်ကြိုက်နေပါတယ်ဒါပေမဲ့မာလာရှန်ကောကိုလုံးဝအထုံနေအဆက်တွေထပ်ပြီးတော့မထည့်ထားဘူးပေါ့နော်အထုံနေအဆက်တွေအင်ရလူတွေကမကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ထပ်ပြီးတော့မထည့်တော့ပါအခုကတော့နေပြီးသွားပြီဆိုတဲ့အတွက်ကြောင့်ရေခဲတက်တာတွေကိုဘူးလေးလုံလုံနဲ့ထည့်ပြီးတော့ရေခဲတက်တာတွေမှာ1နာရီလောက်တော့ထားပါမယ်ရှင်8နာရီကတော့လုံးဝမထားပါဘူးဘာဖြစ်လို့လဲဆိုတော့အင်ရလူတွေကချက်ချင်းစားကျင်နေတာဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဘူးလေးကတော့ဒီ900 ml တဘူးလောက်ပဲရပါတယ်ရှင်။ပါဝင်ပစ္စည်းကလည်းအရန်နေပြီးတော့ရှားတဲ့ပစ္စည်းတစ်ခုမှမပါတဲ့အတွက်ကြောင့်လှုပ်စားကြည့်ပါအရန်စားလို့ကောင်းပါတယ်ရှင်။ကဲဒါလေးပြီးနော်ရေခဲတတိုင်းမှာတွားပြီးတော့တင်ထားလိုက်ပါမယ်ရှင်။ဒီလိုဆုံးထိကြည့်ပြကြတဲ့တယောက်စီတိုင်းလေးကျေးဇူးထစ်တင်ပါတယ်။အိမ်မှာလှုပ်စားပြီးလို့စားကောင်းနေဆိုလို့ရှိရင်လည်း comment မှာလာရေးပြီး